အားလုံးမင်္ဂလာပါ Subaka Head Knowledge Sharing Channel ကနေကြိုဆိုပါရစေ။ဒီနေ့တစ်ချက်နဲ့အတူ Grade 12 Biology Chapter 6.3.2 Invasive Alien Species 6.3.3 Genetic Pollution အကြောင်းကိုလေ့လာကြရအောင် Invasive Alien Species IAS ကိုကျူးကျော်မျိုးစိတ်များလို့ခေါ်တာဖြစ်တယ်။ Little is known about the status of invasive alien species in Myanmar, but a few IAS have been observed in the country. မြန်မာပြည်မှာရှိတဲ့ invasive alien species လို့ခေါ်တဲ့ကျူးကျော်မျိုးစိတ်တွေအကြောင်းကိုအနည်းငယ်ပဲသိရှိရဲ။ဒါပေမဲ့မြန်မာပြည်မှာကျူးကျော်မျိုးစိတ်တွေအနည်းငယ်ရှိနေတာကိုတွေ့ရတယ်။ဒီပုံကတော့မြန်မာပြည်အတွင်းမှာတွေ့ရတဲ့ကျူးကျော်မျိုးစိတ်တချို့ကိုဖော်ပြထားတာဖြစ်တယ်။စုပ်ခွက်ငါးလို့ခေါ်တဲ့ Saccard market fish ကလည်းမြန်မာပြည်ထဲကိုဝင်ရောက်လာတဲ့ကျူးကျော်မျိုးစိတ်ငါးတစ်မျိုးဖြစ်တယ်။ IAS can also be introduced unintentionally by tourists or through the transport of cargo or movement of pets, plants, parts and seeds. ကျူးကျော်မျိုးစိတ်တွေကိုကမ္ဘာလှည့်ခရီးသွားတွေကနေပြီးတော့မှရည်ရွယ်ချက်မရှိဘဲနဲ့တည်ဆောင်လာတာမျိုးလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လို့ရှိရင်လေယာဉ်မှာကာဂိုတွေနဲ့တည်ဆောင်တာမျိုးအိမ်မွေးလိပ်ဆန်တွေအပင်ရဲ့အစိတ်ပိုင်းတွေနဲ့တစ်စေတွေကိုတည်ဆောင်လာတာမျိုးဖြစ်နိုင်တယ်။ဒီပုံမှာတော့လေယာဉ်နဲ့အိမ်မွေးလိပ်ဆန်တွေကိုတည်ဆောင်ထားတာကိုတွေ့ရမှာဖြစ်တယ်။ US Customs and Border Protection ကခရီးသွားတွေကိုအသီးနှံနဲ့ vegetables တွေအပင်နဲ့အပွင့်တွေ live animals တွေကိုတည်ဆောင်တာကိုတားမြစ်ထားတာဖြစ်တယ်။တိုင်းပြည်ရဲ့ပတ်ဝန်းကျင်နဲ့စိုက်ပျိုးရေးတွေထိခိုက်စေနိုင်တဲ့အတွက်ကြောင့်တားမြစ်ထားတာဖြစ်တယ်။ Some may be intentionally imported for use in research, manufacture of medicine or ornamental and industrial uses. တချို့ IAS တွေကတော့သုတေသနမှာအသုံးပြုဖို့ဆေးဝါးတွေကိုထုတ်လုပ်တဲ့အခါမှာအသုံးပြုဖို့နဲ့အလှဆင်တာနဲ့စက်ရုံတွေမှာအသုံးပြုဖို့အတွက်ရည်ရွယ်ပြီးတော့မှတိုင်းပြည်တွင်းကိုတင်သွင်းလာတာဖြစ်တယ်။ဗေဒာပင်ကတော့အရန်ပွားတာမြန်တဲ့အတွက်ကြောင့်ဗေဒာပင်ရှိတဲ့ကန်ဒီထဲမှာတခြားအပင်တွေပွားများတာကိုနှေးကွေးစေတယ်။ Golden apple snail လို့ခေါ်တဲ့ရွှေရောင်ခရုတွေကလည်း invasive alien animals တစ်မျိုးဖြစ်တယ်။ Golden apple snail နဲ့သူ့ရဲ့ဥတွေကစပါးပင်တွေကိုအဓိကပျက်စီးပြီးတော့မှသိစေနိုင်တယ်။ဒီပုံကတော့ ornamental plants လို့ခေါ်တဲ့အလှဆင်တဲ့အခါမှာအသုံးပြုတဲ့အပင်တွေကိုပြထားတာဖြစ်တယ်။ 6.3.3 Genetic Pollution အကြောင်းကိုလေ့လာကြရအောင်။ Genetic pollution indicates the loss of identity of wild plant species as a result of transfer of genes from crop plants with engineered fitness genes causing special concern. Genetically engineer လုပ်ပြီးတော့မှပြုပြင်ထားတဲ့ genes တွေပါဝင်တဲ့ cross plants တွေကနေပြီးတော့မှ wild plant species တွေကို genes တွေ transfer လုပ်တဲ့အတွက်ကြောင့်အရိုင်းမင်တွေရဲ့မူလ identity loss ဖြစ်သွားတာကို genetic pollution လို့ပြောတာဖြစ်တယ်။အရိုင်းမင်တွေရဲ့မူလ identity ပျောက်ဆုံးသွားတဲ့အတွက်ကြောင့်ထူးခြားတဲ့လက္ခဏာတွေရှိတဲ့အပင်မျိုးစိတ်တွေထွက်ပေါ်လာတယ်။ However, significant reproductive barriers exist between most wild species and crop plants. ဒါပေမဲ့ wild species နဲ့စိုက်ပျိုးသီးနှံမင်တွေကြားမှာမျိုးပွားဖို့အတွက်ကြီးမားတဲ့အတားအဆီးတွေရှိနေစေဖြစ်တဲ့အတွက်ကြောင့် genetic pollution ကအလွယ်တကူတော့မဖြစ်နိုင်ဘူး။ဒီပုံမှာတော့ genetically modify လုပ်ထားတဲ့ salmon ငါးနဲ့ wild species ကြားမှာမျိုးပွားမှုဖြစ်တဲ့အတွက်ကြောင့် wild species ရဲ့မူလ identity ပျောက်ပြီးတော့ပုံမှန်မဟုတ်တဲ့ protein တွေကိုထုတ်တဲ့ငါးတွေထွက်ပေါ်လာမှာဖြစ်တယ်။ genetically modify လုပ်တာကတော့ species မတူတဲ့ living organism တွေကြားမှာ genes တွေကို transfer လုပ်နိုင်တယ်။ဒီပုံမှာတော့ bacteria ကနေပြီးတော့မှ protein တစ်မျိုးကိုထုတ်တဲ့ gene ကိုအပင် cells ရဲ့ DNA တွေကို transfer လုပ်တာကိုပြထားတာဖြစ်တယ်။အဲ့ကနေပြီးတော့မှပေါက်လာတဲ့အပင်ကတော့ genetically modify လုပ်ထားတဲ့အပင်ဖြစ်တယ်။တကယ်လို့ bacteria စီက gene က insect တွေကိုသေစေနိုင်တဲ့ protein ကိုကုတ်လုပ်ထားမယ်ဆိုလို့ရှိရင် genetically modify လုပ်ထားတဲ့အပင်ကလည်း insecticidal protein တွေကိုထုတ်ပေးမှာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ဒီအပင်ကသူ့ကိုလာစားတဲ့ insect တွေကိုသေစေနိုင်တယ်။သဘာဝအတိုင်း gene စီ flow ဖြစ်တာနဲ့genetic modification ခြားနားချက်ကိုပြထားတာဖြစ်တယ်။ဒီပုံမှာတော့ virus တွေကို resistant ဖြစ်တဲ့အပင်နဲ့အထွက်တိုးတဲ့အပင်ကြားမှာ
gene flow တွေဖြစ်ပေါ်ပြီးတော့ virus လဲ resistant ဖြစ်မယ်အထွက်လဲတိုးတဲ့ crop စီကိုရရှိတာကိုပြထားတာဖြစ်တယ် conventional breeding မှာ gene flow ဖြစ်ဖို့က generation အစဉ်စဉ်အချိန်များစွာကိုစောင့်ရမှာဖြစ်တယ် genetic modification ကတော့ virus resistant gene နဲ့ high yield crops ရဲ့ gene တွေကြားမှာ modify လုပ်ပြီးတော့မှ virus resistant ဖြစ်ပြီးတော့မှ high yield ဖြစ်တဲ့ crop စီကိုထုတ်လုပ်ပေးနိုင်တာဖြစ်တယ်ဒီပုံမှာတော့ species တူတဲ့ population နှစ်ခုကြားမှာ gene flow ဖြစ်တာကိုပြထားတာဖြစ်တယ် gene flow ကတော့ population တွေကြားမှာသဘာဝအတိုင်း gene စီ transfer လုပ်တာဖြစ်တယ် genetic pollution ကတော့မလူလားအပ်တဲ့ foreign genes တွေ wild population စီကို transfer လုပ်သွားတာကိုပြောတာဖြစ်တယ် Gene flow is expected to have its greatest effect on wheat species that are closely related to croplands taxonomically, ecologically, and in their reproductive biology. ပေါင်းမြတ်ပင်တွေကြားမှာ gene flow ဖြစ်မယ်ဆိုလို့ရှိရင်ပွားလာမြန်တဲ့ herbicides တွေအလွယ်တကူသေအောင်မလုပ်နိုင်တဲ့ wheat species တွေပေါ်ပေါက်လာနိုင်တယ်။ပေါင်းမြတ်ပင်တွေကသီးနှံပင်တွေနဲ့ classification အရာ ecological အရာ reproduction အရာစင်တူရိုးမားရှိတာဖြစ်တယ်။ဒီပုံမှာတော့ပြောင်းဆိုင်ခင်းထဲမှာပေါင်းမြတ်ပင်တွေအများကြီးရှိနေတဲ့အတွက်ကြောင့်သီးနှံစိုက်ပျိုးပင်တွေကိုအများကြီးထိခိုက်စေနိုင်တာကိုပြထားတာဖြစ်တယ်။ The introduction of genetically engineered GE organism into the complex ecosystem of our environment is a dangerous global experiment with nature and evolution. Genetically engineered လုပ်ထားတဲ့ organism တွေကိုသဘာဝပတ်ဝန်းကျင် ecosystem တွေကိုထည့်လိုက်မယ်ဆိုလို့ရှိရင်သဘာဝနဲ့ evolution ဖြစ်စဉ်တွေကိုတစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့အန္တရာယ်ရှိနိုင်တာဖြစ်တယ်။ Genetic pollution is undesirable gene flow into wild populations. Genetic pollution is undesirable gene flow into wild population. Genetic pollution ကတော့ wild population တွေကိုမလိုလားအပ်တဲ့ gene တွေ flow ဖြစ်သွားတာကိုပြောတာဖြစ်တယ်။ Genetic pollution ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ genetically modified crops တွေနဲ့ wild species တွေကို cross pollination ဖြစ်တာမျိုး unsuccessful genetically modified crops တွေကိုဖြည့်ဆည်းမပစ်ဘဲနဲ့ပတ်ဝန်းကျင်ကိုအလွယ်တကူစွန့်ပစ်တာမျိုး genetically modified food တွေကိုစားသုံးတာမျိုးတွေက genetic pollution တွေကိုဖြစ်စေနိုင်တယ်။ The term is usually associated with the gene flow from a genetically engineered GE organism or genetically modified organism to a non-GE organism. Genetic pollution ကတော့ genetically engineered ဒါမှမဟုတ်လို့ရှိရင် genetically modified organism ကနေပြီးတော့မှ non-genetically engineered organism စီကို genes တွေ flow ဖြစ်သွားတာနဲ့ဆက်ဆက်နေတာဖြစ်တယ်။ genetically modified လုပ်ထားတဲ့အပင်တွေနဲ့ animals တွေကလူတွေအတွက်အကျိုးရှိတာတွေကိုဖြစ်နိုင်တယ်။ဒါပေမဲ့ genetically modified animals နဲ့တခြား wild species တွေကြားမှာ gene flow ဖြစ်သွားမယ်ဆိုလို့ရှိရင်မလူလားအပ်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တာကို genetic pollution လို့ပြောတာဖြစ်တယ်။ဒီပုံမှာတော့ genetically modified လုပ်ထားတဲ့အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှ genetically modified လုပ်ထားတဲ့ crops တွေကအထွက်တိုးစေတယ်။ပိုးမွှားကောင်တွေကြောင့်အလွယ်တကူမသိနိုင်ဘူး။ pollutions ကိုနည်းစေပြီးတော့မှလူတွေရဲ့ကျန်းမာရေးအတွက်လိုအပ်တဲ့ nutrients တွေကိုပို့ပြီးတော့မှ supply လုပ်နိုင်တယ်။ greenhouse gas တွေ emissions တွေကိုနည်းစေနိုင်တယ်။ potential benefits of genetically modified crops တွေဖြစ်တဲ့ enhanced nutrition, improve shelf life လို့ခေါ်တဲ့သီးနှံတွေကိုအလွယ်တကူမပျက်စီးတာမျိုးစိုက်ပျိုးမှုကုန်ကျစရိတ်တွေသက်သာတာမျိုးထွက်တိုးတာမျိုး stress ဒဏ်ကိုခံနိုင်ရရှိတာမျိုး carbon footprint တွေနည်းတာမျိုးနဲ့ပိုကောင်းတဲ့အရသာနဲ့အနံ့တွေရှိတာမျိုးဆေးတွေကိုထုတ်လုပ်နိုင်တာမျိုးကြိုးကျေးဇူးတွေကိုပေးနိုင်တယ် genetic pollution and collateral damage from genetic engineered feed crops already have begun to wreak environmental havoc genetically modified လုပ်ထားတဲ့စိုက်ပျိုးသီးနှံပင်တွေကြောင့်ဖြစ်ပေါ်တဲ့ genetic pollutions တွေဘေးဒဏ်ဆိုးကျိုးတွေကသဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာစပြီးမှပျက်စီးလာတာကိုတွေ့လာရတယ်။ genetically modified crops တွေကလူတွေအတွက်အကျိုးရှိတာတွေဖြစ်ပေါ်စေနိုင်ပေမဲ့
genetically modified crops တွေကနေပြီးတော့မှ genetic pollution ကိုဖြစ်စေမယ်ဆိုလို့ရှိရင်တော့မကောင်းတဲ့အကျိုးဆက်တွေကိုရရှိနိုင်တာကိုပြောတာဖြစ်တယ်ဒီပုံမှာတော့ genetic pollution ဖြစ်တဲ့အတွက်ကြောင့် biodiversity ဆုံးရှုံးတာမျိုး soil နဲ့ water contamination ဖြစ်တာမျိုးနဲ့ chemical toxicity ဖြစ်တာမျိုးတွေကိုဖြစ်စေနိုင်တယ် Wind, rain, birds, bees and insect pollinators have begun carrying genetically altered pollen into adjoining fields, polluting the DNA of crops of organic and non-GE farmers. Genetically modified လုပ်ထားတဲ့အပင်တွေကနေပြီးတော့မှထွက်လာတဲ့ genetically altered pollens တွေကိုလေတွေမိုးရေတွေငှက်တွေပြားတွေနဲ့ insect pollinators တွေကအနီးနားမှာရှိတဲ့စိုက်ပျိုးခင်းတွေစီကိုတည်ဆောင်သွားမယ်ဆိုလို့ရှိရင် organic နဲ့ non-GE pharmacy စိုက်ထားတဲ့သီးနှံပင်တွေရဲ့ DNA တွေကို genetic pollution ဖြစ်စေနိုင်တယ်ဒီပုံမှာတော့ genetically modified လုပ်ထားတဲ့သီးနှံပင်တွေကိုပြထားတာဖြစ်တယ် Once released, it is virtually impossible to recall genetically engineered organism back to the laboratory or the field. Genetically modified လုပ်ထားတဲ့အပင်တွေ animals တွေကသဘာဝပတ်ဝန်းကျင်တွေကိုရောက်ရှိသွားပြီဆိုလို့ရှိရင်တော့ genetically engineered organism တွေကို laboratory တွေကိုပြန်ပြီးတော့မှသိမ်းဆည်းဖို့ကမဖြစ်နိုင်တော့ဘူးအဲ့ဒီအတွက်ကြောင့် genetically modified organism နဲ့ plants တွေကိုသဘာဝပတ်ဝန်းကျင်တွေကို introduce မလုပ်ခင်ကတည်းကသေချာစမ်းသပ်ပြီးတော့မှ introduce လုပ်တဲ့နေဒီပုံမှာတော့ genetically modified လုပ်ပြီးတော့အသားတိုးအောင်လုပ်ထားတဲ့အကြက်ကိုပြထားတာဖြစ်တယ် genetically modified လုပ်ထားတဲ့ခြင်တွေကတော့ငှက်ဖျားရောဂါပြန့်နှံ့တာကိုကာကွယ်ဖို့အတွက်ထုတ်ထားတာဖြစ်တယ် genetically modified လုပ်ထားတဲ့ကြွက်တွေကတော့ research အတွက်သုံးတာဖြစ်တယ်ဒီနေ့တစ်ချိန်နဲ့အတူ Grade 12 Biology Chapter 6.3.2 Invasive Alien Species ခေါင်းစဉ်အောက်မှာမြန်မာပြည်မှာကျူးကျော်မျိုးစိတ်တွေအနည်းငယ်ရှိတယ်ဆိုတဲ့အကြောင်း IAS တွေကရွေချက်မရှိဘဲနဲ့ဒါမှမဟုတ်လို့ရှိရင်ရွေချက်ရှိဒေတာအတွင်းကိုတည်ဆောင်လာတာကိုလေ့လာခဲ့ကြတယ် 6.3.3 Genetic Pollution ခေါင်းစဉ်အောက်မှာ genetic pollution နဲ့ gene flow အကြောင်း ways of polluting the DNA of crops of organic and non-GE farmers အကြောင်းကိုလေ့လာခဲ့ကြတယ်။ဆရာတို့နဲ့အတူမြန်မာပြည်မှာရှိတဲ့ Grade 12 Biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇေဘက Head Knowledge Sharing Channel ကို Like and Share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာ channel အတူပြန်လည်ဆုံတွေ့ကြပါစို့